မင်္ဂလာပါရှင်စိမ့်လက်မြေကုမ္ပဏီက2026မှာအသစ်သွင်းလာတဲ့ YDO ESK ရဲ့ Model NSK မှာဘယ်လိုအဆင့်မြင့်ပြောင်းလဲမှုရှိလဲဆိုတာအတူတူသွားကြည့်ရအောင် ESK ရဲ့ Model N ကတော့ YDO ရဲ့ပုံအသစ်နဲ့လာတယ်။ပြောင်းတာတော့အများကြီးရှိပါတယ်။ပထမကတော့ဒါဘောနတ်ဖုန်းပေါ့နော်။ဘောနတ်ဖုန်းဆိုလို့ရှိရင်ဒီလို short လေးနဲ့လာတယ်။ဒါအင်ဂျင်ကန်တိဆောက်ပုံမှာဆိုလို့ရှိရင်လည်းဒါရိုးရိုးရှင်းရှင်းနဲ့ဒါစီလိုင်းတွေကစပါတော့တသက်ရည်ရနဲ့ညီမတို့တိဆောက်ပေးထားပါတယ်။ အင်ဂျင်ပါဝါက4100အားပါမြင်းကောင်ရတော့50ပါ။အိဇယ်တန်းကိုတော့တောင်သူတွေကတန်းကြီးလားတန်းသေးလားဆိုပြီးခဏခဏမေးကြပါတယ်။အခု NSK ရဲ့တန်းကတော့ရှေ့အိဇယ်နောက်အိဇယ်တန်းတွေအကုန်လုံးကိုတန်းကြီးနဲ့သုံးပေးထားပါတယ်။ဒါရမဲလားဆိုတော့မဟုတ်ပါဘူး။နောက်ထပ်အများကြီးအဆင့်မြင့်ထားတာရှိပါသေးတယ်။တိုက်ကြည့်အောင်။စီတိုင်ကြီးပုံစံပြောင်းထားပါတယ်စီတိုင်ကြီးကချိန်နှင်းပြားလေးထည့်ထားပါတယ် ESK နဲ့မတူတဲ့စီတိုင်ကြီးဂီယာကရှက်တယ်ဟိုမှာ synchronizer ဂီယာနဲ့လာပါတယ် synchronizer ဂီယာဆိုတာဂီယာထိုးတဲ့အခါရိုးရိုးဂီယာတွေထပ်ပို့ပြီးတော့ချောမွေ့မှုရှိရယ်ဂီယာပြောင်းတဲ့အခါ synchronizer ဝင်းအားဂီယာနှစ်ဖက်ရဲ့အမြန်နှုန်းကိုအရင်ညှိပြီးမှချိတ်ဆက်ပေးတဲ့အတွက်ဂီယာညီးတန်တို့ကြိတ်တန်တို့လုံးဝမထွက်ပါဘူးဂီယာထိုးတဲ့အတန်ကညင်သာပြီးညံ့ညောနေလို့ဂီယာထိုးရတဲ့ feeling ကတော့လုံးဝကွတ်ပါပဲထိုင်ကုန်မှာလည်း short ပါလာလို့ဘလောက်ခဲကြမ်းကြမ်းမောင်းတဲ့သူအတွက်ကတော့ငိမ့်ငိမ့်ညောင်းညောင်းပါပဲဒီမှာ main ဂီယာ123လာမယ်ဆက်တဲ့ဂီယာရှိမယ်အနည်းမြန်ဂီယာကိုတော့ထိုင်ကုန်ရဲ့ဘဲဘက်ချန်လေးမှာတက်ဆင်ပေးထားပါတယ်ဒါက 4v2v ခလုံး hand lever ရှိမယ်ပြီးတော့ PTO ကအနှင်း940အမြန်920ပါရှိပါမယ်ရှင်ဒီဘက်ကတော့ hydraulic system နှစ်ခုဖြစ်ပါတယ် hydraulic အတင်ချပြုလုပ်တဲ့ခရုတ်တွေဖြစ်ပါတယ်2026မှာအသစ်ထွက်ရှိလာတဲ့ ESK ရဲ့ Model N ကတော့အများကြီးအဆင့်မြင့်ထားတာဖြစ်တဲ့အတွက်တော်လေးသုံးလို့ကောင်းမဲ့ strategy ဖြစ်ပါတယ်နောက်ပိုင်းတိဆောက်ပုံမှာလည်းအထွေအထူးပြောစရာမလိုပါဘူးကာဗာပါလာမယ်ဆလင်ဒါဘွန်းနဲ့လာမယ်ပြီးတော့ထည့်ဆွဲတဲ့အထိုင်တွေလည်းပိုတောင့်လာတာတွေ့ရပါတယ်နောက်မီးသီးတွေဆိုလည်း LED မီးလုံးဒီဇိုင်းလှလှလေးနဲ့တေချာဖန်တီးပေးထားပါတယ်မော်ဒယ်ကိုတစ်စီးလုံးအနေနဲ့ခြုံငုံသုံးသပ်ရမယ်ဆိုရင်အများကြီးအဆင့်မြင့်ပြောင်းလဲထားတာတွေရှိနေလို့မြင်းကောင်ကြီးအလက်ပိုင်းထဲမှာတော့အရွေးချယ်တင်ဆုံး series တစ်ခုပါပဲအထူးခြားဆုံးအချက်ကတော့ YDO မြင်းကောင်ကြီး90ဘယ် series မှာမှမပါဝင်သေးတဲ့ synchronizer gear တက်ဆင်ပေးထားတာဖြစ်ပါတယ်synchronizer gear ရဲ့အသုံးဝင်ပုံတွေကိုနောက်ဗီဒီယိုတွေမှာထပ်ပြီးတော့တေးသေးချာချာလေးရှင်းပြပေးပါမယ်အခုမြင်တွေ့နေရတဲ့စိမ့်လက်မြေကုမ္ပဏီမှာတင်သွင်းထားတဲ့ ESK ရဲ့ Model N ကို65သိန်း short sale promotion အစီအစဉ်နဲ့ရရှိနိုင်အောင်မှာဖြစ်ပါတယ်အသေးစိတ်အချက်